တော့ရိုက်ပြန်ဆောက်တယ်နေရတယ်ဟိုကခြေတုံးနဲ့ကနေပြီးတော့လာပြီးတော့ခြေတုံးနဲ့မှာအရင်ဆုံးစတွေ့ပြီးတော့ဘယ်သွားမလဲမသိသေးဘူးဟိုစင်နိုင်ထိုးရမယ်ဒီရက်တော်အေးတယ်လမ်းလျှောက်လို့ကောင်းနေရတော့ပူတယ်ဒါပေမဲ့လမ်းလျှောက်လို့တော်ကောင်းတယ်ဒီဘက်တွေပါဆိုစအောင်ကညစ်ပတ်တယ်ပေါ့နော်အခုပြင်ထားတယ်မိုက်သွားတယ်ပြီးတော့အရှိမကုန်းသူကလည်းသူကတူရတယ်โอเคဆောင်းရှောင်းနဲ့အောက်ချမ်းသာကျော်အောက်ချမ်းသာရောက်ပြီးတော့ဒီအထက်ကလမ်းနဲ့အဲ့ဒီလမ်းနဲ့ဟိုစက္ကန့်ဘက်ဘိုးစုဘက်အဲ့ဘက်တော့မှာဒီနေရာအဆောက်ကတရက်ပင်မှာဆိုပြီးနာမည်ကြီးတဲ့နေရာလုံးမှာဖုံးချောင်းရှိတယ်ဖုံးချောင်းအဲ့ဒီဖုံးချောင်းမှာတဲပင်ကြီးရှိအဲ့တဲပင်ကြီးကနေတော့မောင်နှမနဲ့ကနောက်ကနေလိုက်တော့ဆိုပြီးအဲ့တော့ဒန္တာကြီးပေါ့ဆက်သွားပြီဟောတော့ဟိုးရှိတော့ရောက်သွားဒီလမ်းလေးကလမ်းလျှောက်တာလမ်းလေးကမိုက်လို့ပြလမ်းလေးကအကွေးကောက်ဒီမှာအကွေးကောက်ကြီးပဲဆိုင်ဝင်ကြည့်မလားတော့အဲ့မှာဂုံးလေးကတော့ဆင်းသွားဂုံးလေးဆင်းသွားတယ်ပြီးတော့ညာဘက်ကိုကွေ့သွားလမ်းလေးတွေကဒီကလမ်းလေးတွေတော်တော်မိုက်တယ်ဒီမှာကြည့်တော့လားအဲ့လိုလေးလမ်းကွေ့သွားမိုက်တယ်တော့ဒီမှာအပင်တွေများတော့အပင်တွေရိတ်တယ်ဟာအဲ့လိုမျိုးလေးလမ်းလေးကဟိုမှာတော့ဂုံလေးကမှကြံခဲ့ပြီဂုံနည်းပြီးလို့ရှိရင်မှထပ်ကွေ့ဒီဘက်မှာတလန်းဟိုဘက်တလန်းနှစ်လမ်းရှိရယ်ဒီတက်တဲ့လမ်းသွားလို့ရှိရင်ဟိုကန်လေးရှိရောက်ဒီဘက်အဲ့မော်ဒယ်မှာလေโอเคလမ်းလျှောက်လမ်းကဒီမှာဟိုရညွန့်တယ်ဒီဘက်လည်းမှထူးခြားတာလေဘူနာမည်ကြီးပဲမထင်မှပဲနဲ့ဟိုဘက်လမ်းနေကူလာဒီဘက်ဒီမှာလည်းအေးဆိုင်မိုက်တယ်ဒီမှာရှိတယ်အဲ့လိုမျိုးလေအဲ့လိုဝါပင်ကြီးအဲ့လိုမျိုးဖြစ်နေဟိုပြမယ်အဲ့လိုနေရာမျိုးဒီမှာရှိတယ်ဘယ်မှာထိုင်ကောင်းမလဲဟိုဘက်မှာသွားထိုင်မိုးရင်းရောက်နေတာလေအကုန်လုံးကရေပြည့်ရအခုတော့ရေမပြည့်ဘူးပေါ့နော်မကိန်းရှိုးအခုကဒီမှာကျင်းရရန်ကုန်သားလေးကျင်းတော့နွေရသည်ဆိုလို့ရှိရင်အဲ့ဒီကန်ကအိုးဘက်အမှရေတွေများနေတဲ့ကန်ကတော့တော့ခန်းတော့အောက်ထိဆင်းလို့ရရေနည်းနည်းပဲကျန်တော့ပါပေါ့မိုးရသည်ဆိုရင်ဒီကောင်နေဆိုလို့ရှိရင်လည်းရေတက်တဲ့ချိန်ဆိုရေပြည့်တယ်ဒီအခုမြက်တွေရှိနေဟိုးဘက်မှာလည်းကန်ရှိတယ်ဟိုးမှာလည်းကန်ရှိတယ်အကုန်လုံးကန်နေကြီးပဲဟိုးဘက်တွေဆိုရင်ရေကူးလို့ရတဲ့ကန်ရှိတယ်ရေလာကူးပြတဲ့ညနေဘက်တွေဆိုရှင်တငယ်ချင်းတွေဆုံလို့ရှင်ပေါ့သူရက်ကူရသူလည်းဘလို့ရိုက်နေ